ဘာမှစိတ်ပူနဲ့တဲ့အလူတန်းလုပ်တယ်ဆိုတာတဲ့ကောင်းတာလည်းအဓိကမဟုတ်ဘူးတဲ့ညံ့တာလည်းအဓိကမဟုတ်ဘူးတဲ့နဲတာလည်းအဓိကမဟုတ်ဘူးများတာလည်းအဓိကမဟုတ်ဘူးတဲ့ဘာလူတက္ကိစ္ဆန္ဒနာဒိဋ္ဌိတဏိတ္တစာလှူရမယ်စိတ်တိကတ္တဝဒါနဒိဋ္ဌိပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်နဲ့လှူရမယ်သာထာဒါနဒိဋ္ဌိကိုယ်တိုင်ပြုလုပ်ပြီးလှူရမယ်အနာပဝိဒံဒိဋ္ဌိစွန့်ပစ်တဲ့ပစ္စည်းအနေနဲ့မလှူရဘူးအာဂမနဒိဋ္ဌိကောဒိဋ္ဌဒါနဒိဋ္ဌိဘာလူဒီကုသိုလ်ကောင်းမှုလေးဟာကိုယ်စီပဲအကျိုးအနေနဲ့ရောက်လာမှာပဲဆိုတဲ့အသိဉာဏ်ရှိပြီးတော့လှူရမယ်ကမ္မတက္ကတာသမဒိဋ္ဌိနဲ့လှူရမယ်လို့အဲ့ဒါလေးဟောတာဗျာနော်အဲ့တော့နဲတာလည်းအဓိကမဟုတ်များတာလည်းအဓိကမဟုတ်ဘုရားဟောတာအခုလည်းပဲအဲ့ဒါပဲမာဝပိညေထပုံညတနမနာအာဂဝိတတိအေးမင်းတို့ကုသိုလ်ဆိုတာနဲတယ်ဆိုပြီးတော့ထင်မသေးပါနဲ့တဲ့ပဲလေးတစ်စီလှူလဲလှူပဲဆံလေးတစ်စီလှူလဲလှူပဲစီလေးတစ်စက်လှူလဲလှူပဲဒါကြောင့်မို့မကားတွေကလင်္ကာထဲမှာရေးထားနော်ရှည်အေးတစ်ခွက်စီတစ်စက်နဲ့လက်ဖက်တယိုကြမ်းတချိုးများဆိုမန္တိဆရာတော်ရေးထားတယ်မကားတွေကရှည်အေးတစ်ခွက်တဲ့ရေးလေးတစ်ခွက်တိုက်တယ်ရှည်အေးတစ်ခွက်စီတစ်စက်နဲ့လက်ဖက်တယိုရှင်းကအလှပေးရင်လက်ဖက်လေးတွေလိုက်ကန်တယ်လေခုကတော့တော်ကြီးစားကြလားမသိပါဘူးရှင်းကတော့တစ်မြုံလောက်ပဲစားကြတာနော်လက်ဖက်တယိုကြမ်းတချိုးများ